အားလုံးမင်္ဂလာပါ Don Simple Cooking ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့တော့ကျွန်မခရမ်းသီးငီးဖုတ်ပြီးတော့ကြက်ဥနဲ့ကြိုးတဲ့ဟာလေးကိုချက်ပြမှာဖြစ်ပါတယ်ရှင်ဒီမှာဆိုရင်ခရမ်းသီးကြီးပေါ်လေးလုံးဒီဖုတ်ထားပါတယ်ဒီဖုတ်ပြီးတော့တခြားပြင်ဆင်ထားတယ်ပြီးကြက်သွန်ဖြူအနီးကြက်ဥခောက်ထည့်မှာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ခရမ်းသီးကတော့အလုံးအကြီးလေးလုံးကျက်ဥ10လုံးเนาะအားလုံးကိုတူတူလိုက်ကြည့်ဖို့ဖိတ်ခေါ်ပါတယ်เนาะအရင်ဆုံးကျမတို့ပဲစီလေးပေါ့เนาะခရမ်းသီးကြတော့စီတန်တန်လေးနဲ့တော့ပိုကောင်းတဲ့အတွက်ကြောင့်မလို့ပဲစီလေးနဲ့စီလေးချက်ပြီးဆိုရင်ချက်သွန်အနီလေးတွေထည့်ပါမယ်စနွေးမှုဒီနဲ့ထည့်ပါမယ်ရှင်ချက်သွန်လေးကိုဒီချက်လေးချက်သွန်လေးတွေကျွတ်တဲ့အထိကျမတို့ခိတခဏစောင့်ရမှာဖြစ်ပါရဲ့ရှင်ဒီဆိုရင်ချက်သွန်လေးကလည်းမှုေးလာပါပြီတော်လေးလည်းနီးလာပြီဆိုတော့ကျမချက်သွန်ဖြူလေးထည့်ပါမယ်ရှင်ချက်သွန်အနေနဲ့ချက်သွန်ဖြူလေးကိုလည်းဒီထက်ထပ်ပြီးတော့ကျွတ်ဖို့တဲ့ကျမတို့နောက်ထပ်3-4မိနစ်တော့ခဏအချိန်ယူရပါမယ်ရှင်နော်ခုဆိုရင်ချက်သွန်အနီရောဖြူလေးရောတော့ကျွတ်လာပါပြီရှင်အဲ့ချိန်မှာကျမဒီခရမ်းသီးလေးကိုထည့်ပါတော့မယ်အခုဆိုလို့ရှိရင်ခရမ်းသီးမီးဖုတ်ပြီးကြော်တာလေးကစင်သစ်စားလို့ရနေပါပြီရှင်ကျွန်မဒီမှာစားလေးအနည်းငယ်ထပ်ထည့်ပေးပါမယ်စားလေးထည့်လိုက်ပါအောင်မယ်ဒီနောက်ဆုံးကြက်ဥလေးရောထည့်ပြီးတော့မှွေလိုက်ပါမယ်ရှင်ဒါဆိုအင်မတန်စိတ်ရတာရှိတဲ့ခရမ်းသီးမီးဖုတ်ကြက်ဥကြော်လေးရပါပြီရှင်ကဲအခုဆိုလို့ရှိရင်ခရမ်းသီးမီးဖုတ်ပြီးတော့ကြက်ဥလေးနဲ့ကြော်ထားတာအင်မတန်စားလို့ရတာရှိရဲ့ခရမ်းသီးမီးဖုတ်ကြက်ဥကြော်လေးကိုရပါပြီရှင်ကျွန်မငရုတ်ကောင်းလေးတစ်ပါးအပေါ်မှာဖြူထားပါတယ်အခါပိုမွေးပြီးတော့စားလို့ကောင်းပါတယ်အားလုံးလိုက်ပြီးတော့လှူစားကြည့်ကြပါနော်အားလုံးကျေးဇူးတင်ပါတယ် channel လေးကို like နဲ့ subscribe လေးလည်းလုပ်ပေးကြပါနော်